စ်ဖရန်တို့ရေမင်္ဂလာပါနော်ဒီနေ့ငါကတပေါင်းဟင်းလေးချက်ဖို့ပါနော်ဒီမှာနော်ဒါကတပေါင်းနဲ့ငါအဲ့ဒါလေးကိုစားဆွနေမုန်နံထားတာပေါ့နော်ချစ်ဖရန်တို့ရေဒါလေးကတော့ဒီနေ့မြန်မာဆန်ဆန်လေးပေါ့နော်မြန်မာဆန်ဆန်လေးနဲ့စင်ပြူတော်မျိုးသီးမုတ်လေးနဲ့စက်တုံပြူစက်တော်နီးဂျင်းနဲ့ထည့်မျိုးသီးစိမ့်လေးတွေတော့အတောက်လောက်ကြီးပဲထည့်ထားပါတယ်နော်စီတက်နေတာပါနော်ချစ်ဖရန်တို့ရေမြန်မာဆန်ဆန်လေးပေါ့နော်ဒီနေ့ကတော့ဒီမှာနော်လောက်ထားတဲ့ကတပေါင်းငါးလေးထည့်လိုက်ပါမယ်နော်ချစ်ဖရန်တို့ရေမြန်မာဆန်ဆန်မစားရတာလဲကြာပြီပေါ့နော်ဒီနေ့ကတော့မြန်မာဆန်ဆန်လေးပေါ့24နာရီအိမ်မှာညိုဒီစိမ့်ရခိုင်ချက်နဲ့ဒီနေ့ကတော့မြန်မာဆန်ဆန်လေးပါနော်ကတပေါင်းလေးပါနော်ငါလေးရတော့မဖုံးသွားတာပါစကားပြောနေလက်ကတူလို့ဖြစ်နေလက်ကပဲလက်နဲ့ကန်ထားကဲခဏလောက်အုပ်ထားအောင်မယ်ချစ်ဖရန်တို့ရေချစ်ဖရန်တို့ရေတင်ထားရလဲကြာရောပေါ့နော်တစ်ချက်ကြည့်အောင်မယ်နော်ချစ်ဖရန်တို့ရေဒီနေ့ကတော့လုံးဝမျိုးဒီစိမ့်နဲ့မချက်ထားပါဘူးနော်ဒီငါမမျိုးဒီစိမ့်နဲ့ချက်ပို့ပြီးရတာရှိပါတယ်နော်ပို့ပြီးစားကောင်းတယ်ဒီနေ့လာလုံးကတော့မြန်မာဆန်ဆန်လေးနဲ့ပေါ့အချိန်တိုးအောင်လုပ်လိုက်တာပါနော်ဒီနေ့အခုပြီးသွားတော့လာလုံးဒီမှာ6သီးလေးအချင်းကတော့6သီးလေးညစ်ပါတယ်အခုဈေးထဲမှာ6သီးလေးဒါပေါ်နေပါပြီတလုံး400ပဲရှိပါတယ်ဒါလုံးကတော့နောက်နေ့6သီးတုတ်စားမလို့3လုံးဝယ်လာပါတယ်ရှင်လာလုံးကတော့6သီးလေးထည့်ထားပါနော်ချင်းချင်းလေးနဲ့အဆက်လေးလည်းဝင်နေပေါ့နော်ညူဒီစိမ့်လေးလည်းထည့်ထားရတယ်မြန်မာဆန်ဆန်လေးပေါ့နော်ဒီနေ့ကတော့ကတပေါင်းဟင်းလေးပါနော်တအားမွေးတယ်ချစ်ဖရန်တို့လည်းလှုပ်စားကြည့်ပါဦးနော်ငါမချက်ထက်တဲ့တမီမင်းကလေးတွေညီမလေးတွေများရှင်လာလင်းရဲ့ post တွေကိုကြည့်ပြီးတော့ချက်စားကြည့်ပါလို့လာလုံးတိုက်တွန်းပါတယ်နော်တကယ်အရသာရှိတဲ့ဟင်းလေးရာလေးဖြစ်လာမှာပါနော်လာလုံးပြောမလေးများရှင်ခွတ်လွတ်ပေးပါနော်လာလုံးမေသူတဦးတယောက်ကိုမှကြောဝခြင်းမဟုတ်ပါဘူးနော်လာလုံးတင်ပေးထားတာမချက်တက်တဲ့တချို့ကလေးတွေကငါးဝယ်လိုက်ပြီးဘယ်လိုချက်ရမလဲမသိပါဘူးနော်အဲ့လိုဖြစ်နေတဲ့ခါကျရင်လာလုံးရဲ့ post လေးကိုကြည့်ပြီးတော့ချက်ကြပါလို့တိုက်တွန်းချင်ပါတယ်နော်လာလုံးရဲ့ငါးဟင်းကိုလည်းကောင်းကောင်းလေးပြီးသွားပြီဆိုတော့လာလုံးဒီမှာနည်းနည်းမင်းလေးအုပ်လိုက်ပါမယ်ရှင်